website တိုင်းကျွန်တော်ဒီနေ့ပြောပြမယ့် comic ကတော့ Absolute Green Lantern issue 4ဖြစ်ပါတယ်ဗျဒီ comic မှာတော့ Joe Muley ရဲ့ Green Lantern ဆွမ်းရရှိလာပုံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကဲစလိုက်အောင်ဗျHal Jordan နဲ့ Joe Muley တို့ရဲ့တိုက်ပွဲစီကိုပြန်ပြလာတယ် Hal Jordan Joe Muley ကိုထွက်သွားလို့ရနေတော့ထွက်သွားကိုင်းနေပါတယ် Joe ကငါမင်းမထားခဲ့နိုင်ဘူးဟဲ့မင်းလုပ်ခဲ့တာတွေကိုပြန်ကြည့်အောင်လို့ပြောလိုက်တယ် Hal Jordan ငါလုပ်ခဲ့တာလားဆိုပြီးတော့ဒေါသထွက်စာနဲ့အမဲအောင်လက်ကြီးတစ်ခုဖန်ဆင်းပြီးအုပ်လိုက်တယ်ပြီးတော့ Hal Jordan ရဲ့ပုံကမအောင်ဆိုးပုံကြီးလုံးဝဖြစ်နေပါပြီ Hal Jordan မေးလိုက်တယ် Evergreen မှာနောက်ဆုံးဘာဖြစ်ခဲ့ရလဲဆိုပြီးတော့ပေါ့အတိတ်ကာလကိုပြန်ပြလာတယ် Hal Jordan အစီအစဉ်ကိုပြောပြနေတယ်သူ့ရဲ့အစီအစဉ်ကတော့ Joe Muley ကအာဗင်စာကိုမြှောက်ခွန်မယ်ပြီးရင် Hal Jordan တို့ကနောက်ကနေတနက်နဲ့ပြစ်မယ်ဆိုပြီးတော့ပေါ့Joe Muley ကအာဗင်စာကိုခေါ်လိုက်တယ်ပြီးတော့အာဗင်စာရောက်လာတဲ့အချိန်မှာ Joe Muley ကဘာလို့ဒီမျိုးတွေကလူတွေအကုန်လုံးကိုတတ်ပစ်ခဲ့ရလဲလို့မေးလိုက်တယ်အာဗင်စာကရုံရင်းဆက်ခတ်မှုတွေလုပ်တဲ့သူပဲတတ်ခဲ့တာပါပြီးတော့ဂိုင်းဂါရနာ John Stewart စားတဲ့လူတွေနဲ့လူရောက်ပေါင်း2809ယောက်မတည်သေးဘူးလို့ပြောလိုက်တယ်သူတို့ကအခု OA လို့ခေါ်တဲ့နေရာမှာပဲဟုတ်ပါတယ်အာဗင်စာသူတို့မတတ်ခဲ့ပါဘူးသူတို့ OA လို့ခေါ်တဲ့နေရာကိုခေါ်သွားပြီးတော့သူတို့နဲ့သက်ဆိုင်တဲ့အလင်းစွမ်းရည်တွေပေးတာပါဆက်ပြီးအာဗင်စာကရွေးချယ်ခံနေရအမောင်တို့ကိုတိုက်ခိုက်ရမယ်အမောင်တို့ကိုကြောက်ပါချိုးကွက်ဆိုတဲ့အရာကိုကြောက်ပါလို့ပြောလိုက်တယ်ကွက်ဆိုတာကတော့ Hal Jordan အခုရနေတဲ့ Dark Energy ကိုပြောတာပါအာဗင်စာထွက်သွားတော့မယ့်အချိန်မှာဂျိုးကခဏနေအောင်ကွက်ဆိုတဲ့အရာဘာလဲမထွက်သွားသေးနဲ့အောင်ဆိုပြီးအာဗင်စာရဲ့ပြန်တန်းတော့မဲ့မတိမငြိမ်ဖြစ်နေတဲ့ခန္ဓာကိုယ်သူ့ရဲ့လက်နဲ့ထိလိုက်တယ်သူ့ရဲ့လက်မှာတော့ရွှေလက်စွပ်ပါနေခဲ့တယ်သူထိလိုက်တဲ့အချိန်မှာပဲ flashback တွေမြင်တွေ့ရတယ်ဂျိုးကအာဗင်စာရဲ့စိတ်ထဲဝင်သွားခဲ့တာပါပြီးတော့အာဗင်စာရဲ့အစွမ်းတွေကိုခိုးသလိုဖြစ်သွားခဲ့တယ်အာဗင်စာကတော့အစွမ်းတွေဆောက်ယူခံလိုက်ရတော့အားနေနေပါပြီအာဗင်စာအစွမ်းတွေရောနေသွားတဲ့အတွက်ကောင်းကင်ဘုံက Green Lantern တုံးကြီးအောက်ကိုပြုတ်ကျလာတယ်အဲ့ဒီအရာကြီးကမြို့ကြီးပေါ်ကိုကျပြီးတော့အရာအလုံးပျက်စီးသွားခဲ့တယ်ခုတော့ကိစ္စသမားတွေရောက်ရှိလာပါပြီဒီကိစ္စကြီးဖြစ်တဲ့9ရက်လုံးမှာဒီအစိမ်းရောက်ရာကြီးရှိနေတာကိုပြင်လူတွေလုံးဝမသိခဲ့ပါဘူးဒီကိစ္စကြီးကတော့အစိုးရမဟုတ်ဘဲနဲ့ Hatter Hammond ဆိုတဲ့ဘီလီယံနာတစ်ယောက်ရဲ့ကိစ္စကြီးပါသူကတော့ပုံမှန် Green Lantern ဇာတ်လမ်းတွေမှာ Green Lantern ရဲ့ခေါင်းကြီးကြီးနဲ့ villain တစ်ယောက်အနေနဲ့မြင်တွေ့ရပါတယ်အခုတော့သူ့ဘီလီယံနာညကြီးရှင်တစ်ယောက်အနေနဲ့ဖော်ပြလာတယ်သူကဒီ Absolute Universe ရဲ့ villain အဖွဲ့ဝင်တွေကတစ်ယောက်ဖြစ်ပါတယ်ဒီ comic ကဒီမှာပြီးပါပြီဗျနောက်ထပ်အဆက်တွေသိချင်ရင်တော့ subscribe လုပ်ခဲ့ပေးကြပါဦးဗျကျေးဇူးတင်ပါတယ်ဗျ